Okay ဒီနေ့တော့မကြည့်ဝဲနေနဲ့ကျွန်တော်ဒီအသက်ထွက်ထားတဲ့ box ပေါ့နော်နောက်တစ်ဖက်ထပ်ပြီးတော့ဖောက်ပါမယ်ရှေ့ဖောက်မှာတော့အစီအကမရဘူးနော်ကဲဒီပေါက်မှာတော့အစီအကရပါစေလို့ဆုတောင်းပါတယ် Okay ရှေ့ပေါက်မှာတော့ကျွန်တော်ကတ်တွေကိုဈေးတွေမရေးပြတော့ဘူးဘာလို့လဲဆိုတော့ဒါ time box ဖြစ်တဲ့အတွက်ဂျပန် box လောက်တော့ဈေးမရှိဘူးနော်အဲ့ဒါကြောင့်မရေးပြတာပါကတ်တွေကဈေးမရှိတာတော့မဟုတ်ဘူးကတ်တွေကသူ့အရင်သူတို့ဈေးတော့ရှိတယ်ဒါပေမဲ့ဈေးရမ်းမကြည့်လို့ကျွန်တော်မရေးပြတော့တာပါတော်တော်များများကတော့ပြောကြတယ်ပေါ့နော်ဒီ box တွေကိုအခုကိုယ်တိုင်ဖောက်တာလားပေါ့နော်ဖောက်တာတော့ကျွန်တော်ကိုယ်တိုင်ဖောက်တာပါဒါပေမဲ့ကျွန်တော် box တွေမဟုတ်ပါဘူးအရှိမလာပြီးဝယ်ပြီးဖောက်ခိုင်းတဲ့ customer တွေရဲ့ box တွေပဲခဲ့ပါတယ်ဒီ box ကတော့ကျွန်တော်တို့ဒီ shape ဖောက်သွားတဲ့ customer ကသူအစီအကမပေါက်တဲ့အတွက်မကြေခွဲအနေနဲ့နောက်တစ်ဖောက်ထပ်ပြီးတော့ဖောက်ခိုင်းတာပါကဲဆက်စချင်းမှာပဲ EH လေးတကက်ရရောနော်ဒီကက်လေးကတော့မစိုးဘူးဒီကက်လေးကတော့ဈေးရှိရယ်အဲ့တော့ EH ကက်တွေထဲမှာဒီကက်ကတော့ဈေးရှိရယ်ပေါ့နော်ကဲနောက်ထပ် A ရပါ code back ပါနောက်ထပ် A ရတကက်ထပ်ပြီးတော့ရပါတယ်အဲ့တော့ဒီဘောက်မှာတော့ကျွန်တော်တို့နှစ်မျိုးလုံးရနိုင်တယ်ပေါ့နော် Graniger လည်းရနိုင်တယ်တော့ဒီ Mega Tap ကအင်္ဂလိပ်ရနိုင်တယ်ပေါ့နော်အိုးဒီကက်ကတော့စောက်ရမ်းလာတဲ့ကက်ပါဂျပန်ကတ်ဆိုရင်ဈေးရမ်းကြည့်တယ်ပေါ့နော်ဂျပန်ကတ်ဆိုရင်ဒီကောင်က8000တသိန်းနီးပါးလောက်ရှိတယ်တကတ်ပေါ့နော်ဒါထိုင်ကတ်ဆိုတော့အလောက်တော့မရှိလောက်ဘူးထင်တယ်မြန်မာငွေနဲ့ဆိုရင်တော့4-5,000လောက်တော့ရှိမယ်လို့ထင်တယ်ပေါ့နော်ကဲနောက်ထပ် stat တစ်ခုထပ်ပြီးတော့သွားလိုက်ကြရအောင်ဘယ်လိုပဲဖြစ်ဖြစ်ရှေ့တစ်ပေါက်မှာတော့အစီအကမရထားတာဖြစ်တယ်တော့ဒီပေါက်မှာတော့ကျွန်တော်ရဲ့ customer တွေကိုအစီအကရစီချင်ပါတယ်အဲ့တော့အစီအကရပါစေလို့လည်းဆုတောင်းပေးတယ်ပေါ့နော်ကဲအဲ့တော့နောက်ထပ်3တို့ထပ်ပြီးတော့သွားလိုက်ကြရအောင်ကဲဒါတော့ Wheelock ရဲ့ EH ကပါဘာမှတော့ sim ရှိဘူးပါနော်ကဲအဲ့တော့နောက်ထပ်အထုပ်တွေထပ်ပြီးတော့တွားလိုက်ကြရအောင်ပေါ့နော်အစီအကရနိုင်ပါလေအထုပ်တွေအများကြီးကြာမှသေးတယ်အဲ့တော့ရပါစေတော့ပဲကျွန်တော်ဆုတောင်းပေးပါတယ်ကဲဒါတော့တထုပ်တော့ပြီးသွားပြီနောက်ထပ်SR ကထွက်ပြီးတော့ထွက်လာပါပြီ SR ကတကဆိုတော့ကျွန်တော်တို့အစီအကညောင်းလင်းချက်ပြောနေရင်လည်းအစီအကထွက်လာပြီပါနော်ဘာကလေးပဲပြတ်သွားမလဲဘာကလေးပြတ်သွားမလဲဆိုတော့ကျွန်တော်ဘောတိကျကြည့်trainer တည်လိုက်ပါတော့လားကွာ Oh God please no no ကျွန်တော် customer တော့မသိဘူးနော်အစီအကတည်းကကျွန်တော်မကြိုက်ဆုံးကကတော့ဒီကပါကျွန်တော်မှဒီကဂျပန်ကလည်းရှိရပေါ့နော်ကျွန်တော်တော့မကြိုက်ပါဘူးဈေးကတော့ဂျပန်က$3,000ကျော်တော့ရှိတယ်ပေါ့နော်ဒီထိုင်းကကတော့ဘယ်လောက်ရှိတယ်တော့မသိဘူးတော့ဘယ်လောက်ရှိမှာပေါ့နော်6,000တော့ရှိမယ်လို့တော့ထင်တယ်အဲ့တော့အစီအကလည်းထွက်သွားပြီဆိုတော့ကိုလိုချင်တဲ့အစီအကမရနိုင်တော့ဘူးပေါ့နော်အဲ့တော့တိတ်ပြီးတော့ကြီးစင်စိတ်တော့မရှိတော့ဘူးဆိုပေမဲ့လည်းညောင်တို့ AR ကတ်တွေကြံပါသေးတယ်ရနိုင်ပါသေးတယ်ဒါတော့ Graniger ရဲ့ Ace ကပါမစိုးပါဘူးဒီကတ်လေးလည်းကောင်းပါတယ်အဲ့တော့နောက်ထပ်ဘာတွေထပ်ပြီးတော့ရနိုင်အောင်မလဲကြည့်လိုက်ကျွန်တော် AR ကတ်တော့ကြံသေးတယ်ဗျ AR ကတ်တကတ်ကြံအောင်မလို့တော့ထင်တယ်ဘာလို့ဆို AR ကတ်ကတဘူးမှ3ကတ်လောက်ပါတယ်ဆိုတော့လေ AR ကတ်တကတ်ကြံမယ်လို့တော့ထင်တယ်အဲ့တော့အစီအကတော့စိတ်မကောင်းပါဘူးကဲဈေးကြီးရဲ့အစီအကမရဘူးပေါ့နော်ဘာမှမရကောင်ရောက်ဒီ AR လေးလည်းမစိုးဘူးပေါ့နော်ဒီ AR လေးလည်းဈေးရှိပါတယ်3-4တောင်းတော့ရှိတယ်ပေါ့နော်ကဲအဲ့တော့မျောလင်းချက်ကတော့တစုံတရာမပါဝင်တော့ဘူးပေါ့နော်မျောလင်းချက်တစုံတရာမပါဝင်ပါလေဖိစက်ခါသာရင်မပြောမယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်နောက်နေ့ကျရင်ပြန်တွေ့ပါမယ်